Aung San Suu Kyi ကဲလို့နစ်နဲ့ဆယ်နေအခြေချုပ်နေဖူးလို့လား Aung San Suu Kyi ကဲတော့ယောက်ျားနဲ့လည်းအတူမနေရဒါသမီးတွေလည်းအတူမနေရပဲဒီဘာမှအစင်တမ်းမရှိမျောလင်းချက်မရှိတဲ့ဗမာပြည်မှာတည်မလားဘဝတစ်ခုလာမြုပ်နေပြီယောက်ျားနဲ့လည်းအတူမနေယောက်ျားတည်ရတော့မပြန်ရပဲဒီအောက်တန်းစားဗမာလူမျိုးတွေတဲ့ဗမာပြည်မှာလာပြီးမှအချင်းချခံရအခုထိထောင်ထဲမှာနေတာမတန်ဘူးလေဆိုတော့ကိုကတော့သူ့လူလုံနိုင်လို့လားသူ့ရဲ့မားတာမှလည်းဆိုတော့ပြောလို့မရလူဆိုတာလူတိုင်းမှာအမှားရှိတယ်လူတိုင်းမှာအမှန်ရှိတယ်ကျွန်တော်ကဒါကိုသိရတယ်အောင်ဆန်းစုကြည်ဘာဖြစ်လဲညာဖြစ်တချို့ဆိုသိရမလား NLD လွတ်တော်အမတ်တက်လို့ဘူးဒေါအောင်ဆန်းစုကြည်ကြောင့်နိုင်ငံတော်အထက်ပြန်ပုဂ္ဂိုလ်ကြောင့်သူတို့ဒီလွတ်တော်အမတ်ဖြစ်လာလို့လူတိလာတာ NLD ကြောင့်လူတိလာတာ NLD ကဘာဖြစ်လဲအောင်ဆန်းစုကြည်ကဘာဖြစ်လဲဆိုပြီးပြောရဲဆိုကိုအဆင့်အတန်းကိုတိမလားဒေါအောင်ဆန်းစုကြည်နဲ့အဲ့လိုပြောရအောင်မင်းကဘာကောင်လဲကွာမင်းမြန်မာသမိုင်းမှာမြန်မာဒေါ်လာရေးမြန်မာနိုင်ငံရေးမှာမင်းမျိုးယူဘလောက်ပေးဆက်ပြီးပြီလဲငါ NLD လို့တော့မှ9နှစ်လောက်ခဲ့တယ်9နှစ်စီးသိလာမထည့်တယ်ငါ NLD လက်ထက်မှာ NLD ကိုဝန်းရံခဲ့တယ် NLD ကိုငါထောက်ခံခဲ့တယ် NLD လက်ထက်မှာအစိုးရဝန်ထမ်းလုပ်ခဲ့တယ်ဒါမပြောနဲ့မင်း၄-၅နှစ်နဲ့စီးသိမထည့်တယ်သမိုင်းနဲ့ချီမျိုးနဲ့ယူနဲ့မင်းဘလောက်ပေးဆက်ခဲ့လဲအောင်ဆန်းစုကြည်ကိုဒေါ်အောင်ဆန်းစုကြည်ဝဲဖမ်းမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ချင်းစုကြည်တို့အဲ့လိုမျိုးဝေးဖန်ချင်တယ်ဆိုကိုကသူ့ထက်အစစ်အတန်းရှိရတယ်အခုအဲ့လိုပဲဥမာကချင်တွေဆိုရင်ဒီရက်ပိုင်းဆိုရင်တော်တော်လေးစစ်ကုန်သွားတယ်သူကဥပမာအခုကျွန်တော်ကချင်လူမျိုးတွေဆိုဒီချို Facebook ပေါ်မှာတင်လာ good more ငါ good more တော့ပါတယ်ရှော့ပြောတယ်good more ဆိုတာကျွန်တော်ကချင်လူမျိုးတွေရခိုင်လူမျိုးတွေလက်နက်ကင်တော်လိုင်းရေးလုပ်တဲ့လူလက်နက်ကင်ဖွဲ့စည်းတဲ့အတွက် respected person ငါတို့ကချင်တွေအတွက်ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်ကချင်တွေရဲ့ဒေါ်အောင်ဆန်းစုကြည်တွေဘူချုပ် good more ဖြစ်တယ်ဆိုတော့ဘူချုပ် good more ကျွန်တော်ဆို good more လို့ဘယ်တော့မခေါ်ဘူးကျွန်တော်ကချင်မှာဘူချုပ်မလို့မခေါ်ရလည်းမဟုတ်ဘူးကျွန်တော်ကဦးဆိုဦးဒေါ်ဆိုဒေါ်အကူဆိုအကူတက်ခေါ်ရတယ်ဆိုအဲ့လိုမျိုးမရဲခေါ်တော့ကွာဂွန်မောတို့ဘာလို့ခေါ်နေအမေရိကမကလို့မင်းအမေရိကတော့အမေဘာစစ်တမ်းရှိတယ်မင်းဂွန်မောလို့ခေါ်ရအောင်ဂွန်မောလို့ခေါ်ရအောင်မင်းမျိုးယူမှာမင်းဘလောက်စစ်တမ်းရှိတယ်မင်းအကြောင်းမပြောနဲ့မျိုးနဲ့ယူနဲ့စကားပြောလူကတခုခုပြောရှင်မျိုးယူလိုက်ပြီးပြောရတယ်နေ့လက်ချက်မှာနင်ဘလောက်ချမ်းသာလဲမပြောနဲ့ချမ်းသာတယ်ဆိုတော့မျိုးနဲ့ယူနဲ့လာမင်းအဖိုးတွေကမင်းကလီ6ချက်နဲ့မင်းလဲလို့လဲစားနေအဖေလက်ထက်မှာစားနေတောက်နေနေလက်ထက်ချမှာနေနေအစိုးရဝန်ထမ်းဖြစ်လို့နေတို့ဘွဲရလို့နေချမ်းသာလာတယ်နေပညာတတ်လာမပြောနဲ့ပညာတတ်ဆိုမျိုးနဲ့ယူနဲ့ပညာတတ်တယ်ချမ်းသာတယ်ဆိုမျိုးနဲ့ယူနဲ့ချမ်းသာခရိုနီလို့ခေါ်တယ်မင်းတို့ကနေအမေရိကပဲရောက်နေဆရာဝန်ပဲအင်ဂျင်နီယာပဲနေလူတော်မှာပဲနေဘာအမေရိကအစိုးရဝန်ထမ်းပဲဖြစ်နေအဆင့်တမ်းမရှိဘူးနေအဖေအမေတယ်နေအဖိုးအဖွားတယ်အဆင့်တမ်းမရှိဘူးဘူးစင်ပေါင်ဆက်ပညာတတ်လာတာမဟုတ်ဘူးစင်ပေါင်ဆက်ချမ်းသာလာတာမဟုတ်ဘူးစင်ပေါင်ဆက်တော်လာရဲလို့တာမဟုတ်ဘူးစင်ပေါင်ဆက်နိုင်ငံရဲလို့တာမဟုတ်တဲ့အတွက်ကြောင့်တင်းဒီအဆင့်တမ်းမရှိဘူးဘယ်မှာတိလဲဆိုဘူချုပ်ကွန်မောဆိုကျွန်တော်တို့လူတိုင်းလေးစားတယ်ကွန်မောတဲ့ချမ်းကွန်မောလည်းခေါ်ရတယ်သူတို့ကဒေါအောင်ဆန်းစုကြည်လည်းခေါ်ရဒေါအောင်ဆန်းစုကြည်ဆိုဒေါ်တော်မတတ်ဘူးသူကစုကြည်လို့ပြီးမှပြောတယ်ဘွားတော်တဲ့ဒေါအောင်ဆန်းစုကြည်တော့ဘွားတော်ခေါ်ရတဲ့ဗမာတွေအောက်တန်းစားဗမာတွေမင်းတို့တော်အဆင့်တမ်းမရှိတဲ့ဗမာတွေတကယ်တခိုးကြဘူးတကယ်ကိုအောက်တန်းစားမင်းတို့အစစ်တမ်းရှိလို့မတင်နဲ့ဗမာဖြစ်ပြီးမှနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုအောင်ဆန်းစုကြည်လို့ခေါ်ရတဲ့ဘိုးဘွားတော်လို့ခေါ်ရဆိုတာအောက်တန်းစားဗမာတွေရှိတယ်ဘာမထူဘူးဒီစစ်တပ်ဖက်ကလူတွေအဲ့ဒီပြိုတွေဖွတ်တွေဖက်ကလူတွေဘွားတော်ကလာမမိမဆိုဘွားမင်းတို့အတူတူပဲမင်းတို့ဗဇတ်ဒီမှာဒီမိုကရေစီပဲပြောလူအခွင့်အရေးပဲပြောမြင်အမေရိကပဲနေအောက်တန်းစားဗမာ
ဟုတ်တယ်ဟုတ်ဒီမှာပြောသေးတယ်ဗါလေ KIA ကNUG နဲ့ပေါင်းပြီးသုံးစားလို့မရဘူးနည်းနည်းပါးစာဖာ KIA ဒီ NUG နဲ့လည်းပေါင်းဆရာမလို့ဘယ်သူမှမပေါင်းရှင်းပြောလက်နဲ့ကလောကမှာဘယ်သူမှမပေါင်းဘူးတယောက်ထင်းနေတာ KIA ဒါမဲ့လူတိုင်းနဲ့သူမိထားတာရှိတယ်လူတိုင်းနဲ့မိတ်ဆွေဖွဲ့တယ် KIA ဒီရန်သူဘေတော့မှမဖွဲ့ဘူးသူ့ကိုကျွဲရိုက်နွားရိုက်တဲ့ TNL ရေမချိုးခိုင်းလို့တော့မှသူလက်တော့မပြောင်းအဲ့ဒါဘူးချုကွန်မောရဲ့ policy နော်ရန်သူမင်းတို့လိုမျိုးအောက်တန်းစားလိုမျိုးကွန်မောဆိုပြီး KIA ကို save လိုမျိုး save ဖို့နေတာဘူးချုကွန်မောကအဲ့ဒီ KIA စစ်သားတွေရှမ်းမြောက်စစ်သားတွေ TNL တွေကိုလက်တော့မပြန်ဖို့ကြီးမဖောက်ဖို့ရရင်ခံလိုက်တနတ်တေးပေးလိုက်ဘာမှဖြစ်ဘူးသူတို့မရှိလို့ယူတာငါတို့မှလက်နဲ့ဆက်ရုံရှိတယ်မင်းအထီရရေမချိုးပလောင်လေလက်နဲ့အလက်100သိန်းတော့100ထပ်ထုတ်ပေးမယ်ရှိတယ်ရန်သူမမွေးချင်မင်းတို့ကပါလေမင်းအောင်လဲကြည့်လို့မရဘူးတော်တော်ရေးလဲလှုပ်ချင်တယ်ဘူးချုကွန်မောလဲကွန်မောပြီးအတူတူပဲမင်းတို့လိုမျိုးတက်ပင်းတက်ပေါ်တယ်မရှိသေးတဲ့ထဲမှာအဲ့ဒီညီပင်းညီပေါ်နေတာမကအဲ့ဒီမရှိသေးတဲ့ထဲမှာတော်လာရဲ့ဆူးရောင်ခလုံးမှာအဲ့ဒီတတ်ပါတီပါပါတယ်တတ်ပါတီပါရှင်းထုတ်မှရမှာနော်မှတ်ထားရမေကွန်မောလည်းမင်းဘလောက်မရိုင်းလဲကချင်နေမင်းတို့မပြောဘူးဆိုတာတိုင်းရင်းသားတွေရအချင်းကမင်းတို့လိုမျိုး live ပေါ်မှာ Facebook ပေါ်မှာအရာရစဘယ်တော့စကားမပြောသူတို့ခေါင်းထဲကထုတ်လိုက်တာခေါင်းထဲကထုတ်လိုက်တာမင်းတို့ထင်တာကချင်တွေရခေါင်းထဲမှာမင်းတို့ရှိမယ်လို့ထင်လားမင်းတို့တတ်ပါတီတယ်အခုမှမင်းတို့ကချင်တွေကိုရန်သူမွေးတာတတ်ပင်းတယ်မင်းတို့ကနိုင်ငံရေးဆိုတာရန်သူတော့မိတ်ဆွေလုပ်ရတာအတတ်တဲ့ဆိုရန်သူမိတ်ဆွေဖွဲ့ပြီးမှရန်သူစကုတ်ကိုကျင်းအောင်လုပ်ရတာမင်းတို့ကတကယ်ကိုမရှိတဲ့ထဲမှာညီပင်းညီပေါ်တွေပဲမဟုတ်မရှိတဲ့ထဲမှာမင်းတို့တတ်ပါတီပါမရှိတဲ့ထဲမှာပါတယ်ရန်သူမွေးတာမင်းတို့ကKIA ကိုရန်သူမွေးလိုက်ပြီဘူးချုကွန်မောငါကွန်မောတို့နွားကွန်မောတို့ခေါ်ရဲဆိုတာမင်းတို့တည်ပြီမင်းတို့ဘဝတကယ်ကိုပြီးသွားပြီမင်းတို့ကြိုက်တဲ့လက်နဲ့ကင်ကိုပြန်မွေးထုတ်ဗမာလက်နဲ့ကင်ထဲမှာလုံးဝပြန်နလာမထူစေအောင်ကျွန်တော်ဒါချင်းချောက်တာမဟုတ်ဘူးနော်တကယ်ပြောရတော့မင်းတို့ကြိုက်တယ်လို့ဒေါ်လာကိုပုံထားပြီးလို့ဗမာထဲမှာမင်းတို့ငါကွန်မောဆိုပြီးဘူးချုကွန်မောမင်းတို့မရဲဆက်ဆံဆိုဒီနေ့ဒီကာလာရဲ့ currently situation ရမင်းတို့ဘယ်တော့မှခေါင်းမထောင်နိုင်စေရအောင်မင်းတို့တော်လာရင်လုံးဝလုပ်လို့မရစေရအောင်မင်းရခိုင်ကိုတော့ပေါင်းပါတဲ့ KIA ကယူလို့မရရခိုင် PDF တွေရခိုင်တော့ KIA နဲ့အစင်မပြေတော့ဘူးဆိုရခိုင်လည်းနေကိုလက်မခံဘူးဝါလည်းလက်မခံဘူးနော်မှတ်ထားလောလောဆယ်မြန်မာနိုင်ငံရဲ့တော်လာရေးလောကမှာမိ KIA နဲ့နေပေါင်းလို့မရတော့ဆိုရှိတယ်များလက်နဲ့ကဘယ်သူမှနေကိုလက်မခံရဘူးgeopolitics အရာဒီအရှိတောင်အာရှပတ်ဝန်းကျင်မှာတရုတ်ရဲ့အိမ်ကြီးချင်းနဲ့တရုတ်နဲ့အဆင်မပြေဘယ်သူမှလည်းထောက်ခံမရဘူးဒါသူရဲ့ diplomacy အရာနေဝါကအစKIA ကနိုးလို့ပြောလဲမယုံအခုကြည့်ပလောင်တယ်ဘလောက်ပြင်းခံရတယ်မင်းပလောင်နဲ့နေလားငါလားပဲရှိပြောင်းပလောင်တော့မှလူရင်အားမတော့ဒီ MNDAA ဆိုတာ MNDAA နော်ကုကောင်းတယ်လားပလောင်ကိုရှင်းလို့မရဘာဖြစ်လို့ MNDAA ကုကောင်းတယ်ဒီပလောင်တွေကိုရှင်းတယ်များကုခါရနာဘာခါရမူစေရောပြည်တော်စုလောက်မှလာမတခြားမှာတတိရှိ MNDAA တွေကိုဘယ်သူမှမတားမရှိဘဲနဲ့သူတို့ဝင်ချင်းတယ်လို့ဝင်ထွက်ချင်းတယ်လို့ထွက်ရှမ်းတွေရဲ့နေရာမှာရောသူတို့ဝင်ချင်းတယ်လို့ဝင်ကချင်တွေရှိနေအောင်ထွက်ချင်းတယ်လို့ထွက်ပြီးပလောင်တွေကိုတနိုင်ငံလုံးမှာတစ်ချိန်ဒီတပြိုင်ဒီဘာဖြစ်လို့ပလောင်ကိုဘင်းရဲတယ်လဲဆိုတာမှတ်ထားရတာကျွန်တော်တို့ literature အရာကျွန်တော်တို့မွန်ဂိုလွိုက်တယ်မှာကချင်တွေပါတယ်ကျွန်တော်တို့ဗမာတွေပါတယ်ရခိုင်တွေပါတယ်ကျွန်တော်တို့ဂရင်တွေပါတယ်ကျွန်တော်တို့ချင်းတွေပါတယ်အဲ့ဒီမွန်ဂိုလွိုက်ထဲမှာတီပက်တူဘာမန်ကလန်ထဲမှာမပါတာဘာတူလဲဒီလားဝါရယ်သူတို့ကဝါရယ်ကျွန်တော်တို့မွန်တွေရယ်ကျွန်တော်တို့ပလောင်တွေရယ်သူတို့ကခမာအုပ်စုဝင်ဖြစ်တယ်
ဒါကျွန်တော်လူမျိုးခွဲခြားတာမဟုတ်သူ့ရဲ့တမိုင်းကိုပြောပြတာမွန်ခမာအုပ်စုတွေဖြစ်တယ်ဆိုတော့ဘွားဒီပလောင်နဲ့သူကခမာအုပ်စုဝင်ချင်းဖြစ်တာတော့မှလုံးဝအပြည့်အဝလုံးဝမျက်နှာလွှဲထားတယ်လက်နဲ့လည်းမထောက်ပါဘူးဘာမှမထောက်ပါဘူးမှတ်ထား KIA နဲ့နင်းအစင်မပြေဝလည်းမထောက်ခံရဲဘူးနေရခိုင်လည်းမထောက်ခံရဲဘူးရခိုင်လည်းကချင်တွေတွေးတောက်ညီကူသူတို့တွေကတွေးတောက်ညီကူလူမျိုးတို့ကအမျိုးတော်ထားတာဘူချုပ်ထွန်းမြနိုင်ဆိုမင်းတို့လေးစားရပါတယ်ဘူချုပ်ဆိုဘူချုပ်ထွန်းမြနိုင်ဆိုဘူချုပ်ကွန်မော်ရဲ့ညီကူလူမျိုးဂျူနီယာညီကူဘူချုပ်ထွန်းမြနိုင်မင်းတို့လိုအောက်စားတတ်ပါတီတွေရဲ့စကားနာထောင်လားသူ့ရဲ့တွေးတောက်ညီကူဘူချုပ်ကွန်မော်ရဲ့စကားနာထောင်လားထမင်းစားပြီးစဉ်းစားလေမင်းတို့လိုမျိုးပြည်ပြေးNLD လွတ်တော်အမတ်တွေနဲ့မင်းတို့တက်ပေါ်တွေရဲ့စကားကိုဘူချုပ်ထွန်းမြနိုင်နားထောင်မလားနှမို့ဘူချုပ်ကွန်မော်ရဲ့စကားကိုနားထောင်လားနည်းနည်းထမင်းစားပြီးစဉ်းစားမင်းတို့ကတခါတလေလေငါလဲအဲ့နီပင်းနီဘောတွေကြည့်လို့ကနီပင်းနီဘောတွေပြောသလိုတခါတလေလေဟုတ်များဟုတ်သလားတော့ငါစဉ်းစားနေတယ်မင်းတို့တွေနေရမရလို့မင်းတို့ကိုဟို NUG ကမင်းတို့ကအဖက်မလုပ်လို့မင်းတို့ကဘူကလန်လုပ်နေတယ်ဆိုတဲ့စကားကမန်ချင်းတလူလူဖြစ်လာတော့တခါတလေငါမကြိုက်တော့နီပင်းနီဘောလည်းမကြိုက်ဘူးငါပင်းနေ NUG လဲကျွန်တော်အမင်းနဲ့ဝေဖန်တယ်ထောက်ပြတယ်ဒါပေမဲ့ကျွန်တော်တောက်လျှောက်လက်လွှင့်ချင်းကျွန်တော်အမင်းနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ငါတို့ရဲ့ဘုံရန်သူတွေအာနာရှင်စစ်အာနာရှင်မအားလာနဲ့အပေါင်းပါဖြစ်တယ် NUG ဆိုတာငါတို့ရဲ့ချစ်သူလည်းမဟုတ်ငါတို့ရဲ့တငင်ချင်းလည်းမဟုတ်ဘူးဒါပေမဲ့တေးချတာ NUG ငါတို့ရဲ့ရန်သူတော့မဟုတ်ဘူးမင်းအောင်လိုက်ကိုတိုက်နေတဲ့လူမှန်တင်မြငါတို့ရဲ့နဲ့ကြိုက်ချင်ကြိုက်မကြိုက်ချင်တဲ့သဘောထားတိုက်ဆိုင်ချင်တယ်မတိုက်ဆိုင်ချင်တယ်ငါတို့ရဲ့ရန်သူမဟုတ်ဘူးနော်ရန်သူမွေးလို့မရဘူးမိတ်ဆွေမွေးရမယ်ပြောထားတာတောက်လျှောက်ကျွန်တော်ပြောတယ်ကျွန်တော်က NUG ကိုမကြိုက်ဘူးဟုတ်တယ်မကြိုက်ဘူးတောက်လျှောက်ကျွန်တော်ပြောမကြိုက်ဘူးကျွန်တော်လုံးဝမကြိုက်ဘူးမကြိုက်ပဲကျွန်တော်မကြိုက်လို့ NUG ကအကျိုးမယုံဘူးသူကလို့သူကဗမာတွေရတယ်ကျွန်တော်ကချစ်တယ်အေးနင်တို့ KIA ကိုမကြိုက်ဘူးဒါငါတို့ကချင်တယ်လေ KIA မင်းတို့ဗမာတွေမင်းတို့မကြိုက်လည်းဘာမှမဖြစ်ဘူးဝေဖန်လို့ရတယ်ဒါပေမဲ့ဟိုလေပြောချင်တာဟိုမှာဥယျာဉ်မငနွားကြီးဒီကောင်အောက်တန်းစားကြီးအဲ့လိုတော့ပြောကြတော့ကျွန်တော်မှပြောပဲခုမရှိဘူးပြမလားဒါ NUG ကြီးကျွန်တော်ကချင်လူမျိုးကိုကူစားပြောတာမဟုတ်ဘူး NUG ကြီးကျွန်တော်ကချင်လူမျိုးကိုကူစားပြောတာမဟုတ်ဘူးကျွန်တော်ကသူ့ကိုမကြိုက်လို့ရမယ်ကျွန်တော်မုန်းလို့မရအောင်ဒါသူလမ်းချောင်းနဲ့တူသွားရလေရောကောတူးလေလည်းကဆိုမင်းတို့ရောက်ဖူးလားကောတူးလေဆိုဒါတော့ကျွန်တော်တော့ပြောပေးချင်လို့နော်ကောတူးလေဆိုလည်းကောတူးလေနိုင်ငံဆိုကောတူးလေနိုင်ငံပေါ့လူဆိုတာကိုယ့်အကူလုတ်ခွေးရှိရပဲဒါပေမဲ့နိုင်ငံတစ်ခုဆိုတာကိုလှုပ်ချင်ပြီလို့လှုပ်လို့ရတာမဟုတ်ထားလိုက်ပါဒါတော့ကိုလည်းမဆိုင်ကျွန်တော်ဘာမှမပြောလို့ကျွန်တော်လူဆိုတာရန်သူမွေးလို့မရဘူးရန်သူမမွေးနဲ့မိတ်ဆွေမွေးလုပ်ရပြီဆောင်းခါတယ်ဒီဆောင်းခါကတဲ့ဒလန်နဲ့ NUG နဲ့ပေါင်းပြီးဒေါ်လာရဲကိုထိုးချတယ်ကျွန်တော်မင်းအခုကျွန်တော်ကြည့်တယ်ဆောင်းခါဝယ်ဖန်တယ်လို့မင်းတို့ဘာအဆင်ရှိလို့လဲမင်းတို့ဆောင်းခါလို့မင်းတို့မြေပြင်မှာတကယ်ကိုပိတ်ဆက်ဖူးလို့လားနိုင်ငံရေးတမိုင်းအစင်လာရော NLD လက်ထက်မှာရောမင်းတို့က NLD ကိုမိခုပြီးမင်းတို့ကတတိထောင်းလုံးမယ်ဝန်ထမ်းလုံးမယ်လူတော်မလုံးမတလောက်ပဲဆောင်းခါ NLD လက်ထက်မှာဘာလုပ်ခဲ့တယ်လဲဘာလုပ်ခဲ့လဲတမိုင်းရှိတယ်ဆောင်းခါရဲ့တမိုင်းကိုမင်းတို့မသိဘူးအခုဆောင်းခါဒီလိုလုပ်နေဆောင်းခါဘာလုပ်မယ်ဆိုတာမင်းတို့မသိဘူး
ဆောင်းခါနေမင်းတို့လိုလူမျိုးနိုင်ငံခြားထွက်ပြေးတာမဟုတ်သူလည်းကြောက်တာပေါ့သူလည်းတေးမှာကြောက်တာပေါ့သူလည်းမလုံခြုံဘူးသူမိဘတွေကဗမာပြည်ထဲမှာရှိသေးတယ်မင်းတို့ရဲ့မိန်းမတွေကလေးတွေခေါ်ပြနိုင်ငံခြားထွက်ပြေးအေးစင်းမပြေးပဲဒီဆောင်းခါဘာဖြစ်နေညာဖြစ်နေမင်းတို့ဘာအဆင့်သက်ရှိလဲကွာဆောင်းခါအဖေမဲပဲဟိုမှာဒီမအားလားအောင်မှာအချိန်မေးဖမ်းပြအသက်ခံရတယ်မင်းတို့ပြောနေတဲ့ BBL ရဲ့ဆိုတာလေမင်းဖြုတ်ရမယ်ထင်လားAUG လည်းဖြုတ်လို့မရစစ်တပ်တော့ဖြုတ်လို့မရ BBL ရဲ့ institution ကမင်းတို့မသိဘူးတော်ခိုင်းနေပြီတိလားမင်းတို့ငါလည်းပါဇက်ကပြောနေမဟုတ်တာလေမတိတိနဲ့မင်းတို့မတိတိနဲ့ငါထပြောပြီးတော့တော်ပြီထားလိုက်ပြီဆောင်းခါမင်းတို့ဆောင်းခါကိုဝေဖန်ဖို့တော့မင်းတို့မှာအဆင့်အတန်းမရှိဘူးပြောပြမယ်ဘယ်သူမှအဖက်တော့မလို့နင်တို့ဆောင်းခါတော့မင်းတို့အဖက်မလို့ဆိုတာ ERO တွေကမင်းတို့အဖက်လုပ်မယ်လို့ထင်လားမင်းတို့တေအောင်ရေးဖြစ်ဆိုဘယ်သူမှတော့မတွေ့ဘူးငါတို့လည်းဘာမှမပြောဘာမှပြောဒါပေမဲ့မင်းတို့ဘူချုပ်ကွန်မောဆိုငါတို့ကချင်တွေရဲ့ခေါင်းဆောင်ကချင်တွေရဲ့လေးစားတဲ့ခေါင်းဆောင်ကြောက်မင်းတို့ကွန်မောလို့ခေါ်ရငါကွန်မောလို့ခေါ်မင်းတို့ဘာစီးသားရှိလဲကွာမင်းတို့မျိုးနဲ့ယူနဲ့မင်းတို့အဖိုးမင်းတို့အဖေအမေမင်းတို့ညီကူမောင်မနိုင်ငံရေးတော်လှန်ရေးတွေမှာမြန်မာနိုင်ငံရေးတော်လှန်ရေးဘလောက်ပေးဆက်ခဲ့ဘူးလဲဘလောက်အနိနာခံဘူးလဲအဲ့ဒါကိုအဆင့်အတန်းလို့ခေါ်တယ်ဒီလားမေဒီရေမချိုးတွေပဲတင်းနီလာအေးတော့မခေါ်တယ်ဒီကောင်ရေမချိုးတွေဒီကောင်ညီအေးတွေပြောရတာကြားပြီကျွန်တော်ထိတော့မယ်ဒီကောင်ရေမချိုးတွေပလောင်တယ်ထိတော့မယ်ဒီကောင်လေကွန်ပျူတာတက်ကွန်ပျူတာတက်ကတော့ဗမာပြည်မှာစာခိုးချပြီးမှကွန်ပျူတာဆိုတာအထီးလာမှတော့ကောင်းမသိတယ်ဒီရေမချိုးပလောင်တယ်ရေမချိုးခိုင်းဆိုတာအဲ့ဒီပလောင်တွေကိုပြောတာအဲ့ဒီအခုဟိုမှာဒီမပန်းလို့ခေါ်ကြတော့မာလီပါတွေဘင်းနာ MND ရဲ့ဘင်းခံထိတယ်အဲ့ဒီပလောင်တွေကိုထိရနေကိုရေမချိုးခိုင်းလို့ခေါ်တာဒီအော်ဘင်းတော့မယ်မင်းမူကုမကြခင်အော်မူကုမပြောနဲ့မင်းနောင်ချိုးဒီဘောကြောက်မဲပြန်ပေးတော့ငါပြောတော့ငါ့မင်းတို့မုန်းတယ်လေတည်ရမလားဒီကချင်ဖုန်းကြီးကမပါတာဖုန်းကြီးတဲ့ပလောင်မုန်းကြီးတဲ့ကဲမပေးလိုက်ရအောင်လားလာရှိုးမပေးခင်လည်းပြောတယ်အော်ဒီမီအေးလို့ခေါ်တယ်အဲ့ဒီတာလဘောကြော်လို့ ਨੇ အဲ့ဒီရေမချိုးပလောင်လေရေမချိုးခိုင်းပလောင်လေဘင်းခါတော့မယ်မကြခင်မှာထိတော့မယ်လို့ကျွန်တော်ပြောတယ်ဆိုလူတွေကမကြိုက်ဘူးကျွန်တော်စေတနာနဲ့ပြောတာကျွန်တော်ဘုံတကောင်းလည်းအဲ့လိုပဲကျွန်တော်ကိုယ်တိုင်ပြောတယ်ဘုံတကောင်းခြေတယ်မကောင်းတော့နေကိုသူများပိတ်မယ်နော်လုံခဲ့တဲ့9လလောက်မှာကျွန်တော်နောက်ဆုံးဘုံတကားနဲ့ကျွန်တော်စကားပြောဖြစ်တယ်ဘုံတကားဘယ်လိုလဲနေစစ်တိုက်ဖို့ပါတဲ့အခြေအနေမရှိဘူးလားကျွန်တော်ဖုံတဲ့ပတ်စံရှိတယ်တဲ့ကြည်ဆောင်ဝေလို့မရဘူးအေးအဟုတ်ပဲလို့နေဝေလို့မရဘူးနေဖြစ်နေတော့ဘူးလို့နေအိန္ဒိယလမ်းကြောင်းလမ်းချိတ်ကြီးလို့အိန္ဒိယလမ်းကြောင်းသူတို့ဖွင့်ပေးမလားမသိဘူးလို့နေ CB တို့ဘာတို့နဲ့ AA တို့နဲ့အဆက်တော်မရှိလားရဘူးတဲ့ဘယ်သူမှမဖွင့်ပေးဘူးတဲ့ကဲပြီးလုံခဲ့တဲ့9လတော့ဘုံကကြည်ဆောင်ဝယ်မဲ့လမ်းကိုဘယ်သူမှဖွင့်မပေးဘူးဒါဆိုဘုံကရဲ့နေတစ်ခုလို့နေတိတ်ပလေတိတ်မြုပ်တိတ်ချတော့ပတ်စံလည်းရှိတယ်တနတ်လည်းရှိတယ်ကြီးမရှိဘူးလုခဲ့တဲ့တနေ့လောက်မှာကျွန်တော်ညီကိုကျွန်တော်ပြောဘူနဂါအခြေအနေမကောင်းဘူးနော်ဒီအတိုင်းသွားရင်ပျောက်သွားလိမ့်မယ်ကျွန်တော်ဘူနဂါမုန်းတယ်လို့မထင်နဲ့မင်းတို့ဘူနဂါကိုငါမိတ်ဆက်ပေးမှမင်းတို့သိတယ်အခုနဂါကိုအရန်ချစ်ပြနေတဲ့တပ်ပင်းတက်ကောတွေကျွန်တော်ထပ်ပြောမင်းတို့ကိုနဂါနဲ့ဘယ်သူမိတ်ဆက်ပေးလဲဒီမှာဒီကချင်ဖုန်းကြီးမိတ်ဆက်ပေးတာဒီနဖူးကောင်းကြည့်တာမင်းတို့ဘူနဂါနဲ့မိတ်ဆက်ပေးတာငါကြောင့်ဘူနဂါကိုမင်းတို့ကောင်းတိလာတာငါကြောင့်ဘူနဂါကိုလူရတန်းရမှမင်းတို့နားလေလာတာငါကြောင့်ဘူနဂါကိုမင်းတို့ထောက်ခံတတ်လာတာခြေရလာမတိုင်းနဲ့တနာတယ်မင်းတို့ဒီနဲ့ဒီအချိန်မှာဘူနဂါကိုသူများဒီလိုလှုပ်လိမ့်မယ်ဆိုတာလုံခဲ့တဲ့တနစ်ကတည်းကငါပြောခဲ့တော့ငါရဲ့မိတ်ဆွေတော့ငါ့ကိုစွန့်ခွာတာငါ့ကိုမုန်းသွားတယ်ငါပြောတာမာလားဒီနဲ့တကယ်ဖြစ်မလားတကယ်လို့တာငါကဘုံတကားကိုမချစ်ဘူးတကယ်ကိုတိုင်ရုံးစီမရှိဆိုငါအယူလားငါချီးစားတဲ့လူလား
ဘာဖြစ်လို့ငါအမုန်းခံပြီးပြောမလဲအေးဘာဖြစ်လို့ဘုံနကားအားပေးတဲ့ဘုံနကားကွာဘုံနကားကွာဘုံနကားကြမ်းမှာပါစေဘုံနကားကြမ်းမှာပါစေငါလည်းဇွတ်ထောက်ခံမှာပေါ့ထိခါမှထိရောလေငါထိတာဟုတ်မလားဘုံနကားထိတာပဲငါလည်းပါဆိုင်လေဘာဖြစ်လို့ငါလူရှိမှအမုန်းခံပြီးငါပြောမလဲဘုံနကားအခြေတယ်မကောင်းဘူးပျောက်တော့မယ်ဆိုတဲ့စကားကိုလူရှိမှအမုန်းခံပြီးတမိုင်းတည်းခံဖြစ်အောင်ငါဘာဖြစ်လို့ပြောမှာလဲငါသမင်းစားလူချီစားတာမဟုတ်ဘူးသိလားမင်းတို့ထက်ဘုံနကားကိုချီလို့လုံမဲ့လူလည်းအော်ကချင်ဖုံးကြီးတော့မှာနှွေဖုံးဖုံးကဂျူတိနေတယ်ငါတို့ငကားကိုဒီလိုလုံမဲ့ဆိုတာနှွေဖုံးဖုံးကဂျူတိနေတယ်အဲဆိုသူတို့လည်းတွန့်တော့အောင်ဘုံငကားလည်းလက်နူးတော့ငါ public ပြောတာငါလိုက်လို့ရင်းနေငါတကယ်ကို public ပြောတာနည်းနည်းညံရှင်းတိပေါ့လူခဲ့တဲ့တနစ်ကလေးကငါလူဘာမှမဟုတ်တဲ့ဘာမှအရာမြောက်နည်းနည်းပြောလို့ KIA လည်းမဟုတ်ငါမှဟိုဘာမှလည်းအစင်တမရှိဘာမှလည်းအဆက်တော်မရှိငါ Facebook ပေါ်မှာအာတက်ချောင်နေလို့ငါဝါသနာရငါအာချောင်နေဒီကချင်ဘုံကြီးဘာမှအဆင်အတမ်းမရှိတဲ့ဘူးလို့နင်တို့ပြောတဲ့လူကဘုံတကားဒီနဲ့ဒီလိုမျိုးလှုပ်ဆုပ်ခံရမှာကိုဘာဖြစ်လို့ဒီအဆင်အတမ်းမရှိတဲ့တောကျူတောင်ကြားကဒီကချင်ဘုံကြီးကဘာဖြစ်လို့တည်တယ်လဲနည်းနည်းထမင်းစားပြီးစဉ်းစားကြတတ်ပါတီတယ်မင်းတို့ပြောလို့ငါဘာအဆင်အတမ်းမရှိဟုတ်ငါဒီ KIA လည်းမဟုတ်ငါဒီတော်လာရင်မှာဘေးတောင်းတနေမှာငါရေးလည်းမပါအရာလည်းမရဘူးလိုင်းပေါ်မှာငါအာချောင်တာပဲတတ်တယ်အဲဒီမဖတာကချင်ဖုံးကြီးလို့ဆိုဘာဖြစ်လို့ငါတနစ်လောက်ကြူပြီးမင်းတို့ရဲ့ဘူးနကားပျောက်သွားမယ့်အကြောင်းဘာဖြစ်လို့ငါတလလောက်ငါတနစ်လောက်ငါကြူပြောတာလေဘာဖြစ်လို့ငါကြူတိတယ်လဲမင်းတို့ပြောငါဘာအဆင်မှမရှိဘူးဆိုဟုတ်တယ်ငါဘာအဆင်မှမရှိဘူးငါ KIA လည်းမဟုတ်ငါဘာတော်လာ NLD လည်းမဟုတ် NUG လည်းမဟုတ်ဘာမှမဟုတ်ငါလူငပေါ်ဖုံးကြီးကဘာဖြစ်လို့ဒီအကြောင်းကိုတနစ်ကြိုကြည့်တာလဲမင်းတို့ရေမချိုးဒီပလောင်တွေဒီမိရဲ့အဖွဲ့တွေဒီနဲ့ဒီလိုမျိုးအပြင်းခါမယ်အကြောင်းနောင်ချိုးကြောက်မဲ့ဒီဘောပေးခါပြီဒီပလောင်တွေဗမာစစ်တပ်နဲ့ပေါင်းပြီးမှຫນွေဦးတော်လိုင်ရဲ့ကိုပြဿနာရှာမြင့်အကြောင်းဘာဖြစ်လို့ကျွန်တော်ဂျူပြီးမှဒါပူစုလူခဲ့တဲ့တနေ့ငါဘာဖြစ်လို့ကြိုပြောလဲဒီနဲ့ဒီပလောင်တွေကုကန်တရုတ်တွေရဲ့ရဲဆက်ဆက်အပြင်းခံရမယ့်အကြောင်းဘာဖြစ်လို့ငါကြိုတိတာလဲမင်းတို့ပြောတော့ငါဘာမှမဟုတ်ဘူးဆိုမင်းတို့တတ်ပါတီတွေပြောလေဒီကချင်ဖူးကြီးကအလကားဆိုဟုတ်တယ်ငါအလကားငါ KIA လည်းမဟုတ်ဘူးဘာအရာမရဘူးလိုင်းပေါ်မှာအာမဲချောင်းတာဒါပေမဲ့ကျွန်တော်တခုလောက်ဖြစ်ပဲဘာဖြစ်လို့ကျွန်တော်ကြိုတိနေရလဲဘာဖြစ်လို့ကျွန်တော်ကြိုတိပြီးကြိုပြောတာလဲမင်းတို့တော်လာရေးမှာတော်အရေးပါအရာရောက်တယ်ဆိုမင်းတို့တော်လာရေးကိုရေးတောက်လုပ်တယ်ဆို Facebook ပေါ်မှာဘာဖြစ်လို့မင်းတို့ရေးလေးထောက်ခံပြီးမင်းတို့ရေးလေးချစ်ပြီးရေးလေးအားပေးတဲ့ဘုံကဒီနဲ့ဒီချင်းအခြေအနေမကောင်းပျောက်သွားမယ်ဆိုတဲ့ဟာဘာဖြစ်လို့မင်းတို့ကြိုမတိတာလဲကမ္ဘာမှာစစ်တခုတိုက်တော့မယ်ဆိုရင်လက်နဲ့ကိုမောင်းတီးပြီးရဆိုပြီးတက်တိုက်တဲ့ခေတ်မရှိတော့ဣသရေလအီရန်ကိုတိုက်ဖို့တဲ့နင်းပေါင်း20-30လောက်ကောင်းကောင်းလေ့လာထားတာသူတို့ထောက်လန်ရဲ့အကုန်လုံးထားပြီးကြည်ကြတေချာပြီဆိုမှပြင်းတာအမေရိကန်စစ်တပ် CIA ဆိုရှိတယ်တည်င်းအချက်လက်အဲ့ဒီ CIA ရဲ့တည်င်းအချက်လက်ကိုအမေရိကန်ပင်ကွန်ဌာနကနဲ့တမဒါနဲ့စစ်အရာရှိတွေတီထိုက်တော်လူတွေပဲရှိတာလူတိုင်းမသိဘူးအမေရိကန်ဝန်ထမ်းတွေမသိဘူးအမေရိကန်ပြည်နယ်မှုတွေလည်းမသိဘူးအမေရိကန်အစိုးရမင်းတို့လိုအမေရိကန်အစိုးရဝန်ထမ်းလဲလုပ်ရင်တော့နေတာမင်းတို့များစည်ရင်ထဲအောင်မထဲဘူးအမေရိကန်ပြည်နယ်မှုတွေလည်းမသိဘူးအထက်လူတော်တွေလည်းမသိဘူးအောက်လူတော်လည်းမသိဘူးအမေရိကန်တမနာတွေနဲ့တကယ့်ကိုသူတို့ရဲ့တင်းတင်းလို့သူတို့ရဲ့နောက်ကတကယ့်ကိုအချမ်းပေးတယ်အရေးကြီးလူပဲတည်တယ်အဲ့ဒါမှတ်ထားတည်င်းဆိုတာဂျူတည်တယ်ဂျူပြင်းစေတယ်မင်းတို့ငါပေါ်ဆိုဒီကချင်ဖုန်ကြီးကဘာမှအစီအသားမရှိဘူးတဲ့ဘာမှမဟုတ်ဘူးဆိုဘာဖြစ်လို့တတိလောက်ငါဂျူတည်တာလဲမင်းတို့ငကားကိုတကယ်ချစ်တတိပေးဖို့ပြောဖို့ငကားကိုငါမိတ်ဆက်ပေးလို့တည်လားနေကိုညင်တည်တယ်လားနည်းနည်းစဉ်းစားတတ်ပါတည်တယ်တတ်ပေါ်တယ်တတ်ပေးတယ်မင်းတို့မှအဆင့်မရှိတာမင်းတို့ဘာမှကိုမတည်တာတော်လာရဲ့ဘာဖြစ်တော့မယ်ဆိုတာလဲမတည်ဘူးဒီနေ့တော်လန်ရေးရဲ့ခြေလမ်းကဘေးကိုသွားနေလဲမသိဘူး
你兵你包的呢，没弄阿嘟嘟呗，不要弄 NUG 嘞，没弄呢阿嘟嘟呗，没弄单把的嘞阿嘟嘟呗，这钱的卡的话，讲开也路有呗，啊样呗乖嘞，啊你呢啊生啊样呗乖嘞，三大钱阿嘟嘟呗，啊样提到了也昂面铺的，没西的呢天嘛。你兵你包呗么不？没弄了，打兵打包打把的吧，没西的嘛，阿公也跳不来嘛。哎，你到了爷爷，俺那个些打把的，阿公心痛啊嘛。嘛他打把的心里的，打把的心里的，到了爷啊对，把就嘛是了。哎，你兵你包的你都。哎，你兵你包奴兵的你弄吧，心痛嘛呀！到了也阿妈的没弄 ，Facebook ပေါ်မှာလူတွေကိုစိတ်အနောက်အရှက်ပဲပေးတဲ့အုပ်စုတွေမြေပြင်နဲ့လာမှမဆိုင်မြေပြင်တော်လန်ရဲ့အသက်ပေးတဲ့မြေပြင်တော်လန်ရဲ့နဲ့မင်းတို့တွေဘာမှကိုမပတ်တယ်မြေပြင်တော်လန်ရဲ့ကိုလုံးဝအရင်အကဲအထူဘာမှနားမလဲတဲ့လူတွေမင်းတို့ဘာမှမသိဘူးတကယ်ပြောတာခက်ရပြောဘာအဆင့်အတမ်းမှမရှိဘူးမင်းတို့ပလောင်တွေအော်ဒီနဲ့ကုကောင်တွေပြင်းနေပြီပလောင်ဒီလိုဖြစ်နေဆိုတော့ပလောင်ကငါတို့တိုင်းသားကုကောင်ကတရုပ်ဆိုငါတို့တိုင်းသားမဟုတ်ဘူးဆိုပလောင်ဖက်ရက်ရအောင်ဆိုပလောင်ကိုထောက်ခံလိုက်ဟိုဘက်ကုကောင်ကိုထောက်ခံလိုက်ဒီလောက်အဆင့်လောက်ပဲရှိတယ်ပလောင်ဒီနဲ့ဒီလိုမျိုးအပြင်းခါရတော့မယ်ဆိုတာသူ့တမိုင်းရှိတယ်အချိန်ရှိတယ်အချင်းရှိတယ်ပလောင်ဒီနဲ့ဒီလိုမျိုးအပြင်းခံရဖို့တာဘုံကျော်ဥဆောင်တယ်ရေမချိုးကိုင်းပလောင်နေဒီနဲ့ဒီလိုအပြင်းခံရဖို့အကြောင်းအရာတွေဖြည်းဖြည်းချင်းဖန်ဆင်းလာဒီနဲ့ပလောင်အပြင်းခံရတာဘသူ statement ထုတ်လဲဘုံတကားတော့က statement မထုတ်လို့တဲ့ဝိုင်းဆေးစားအခုပလောင်ဒါမျိုးပြင်းခံတယ်တရုတ်ပပရဲ့ကေပါအိုးနေဆိုင်ယူနန်ပြည်နယ်အစိုးရရဲ့ကေပါဦးပပတရုတ်ကြီးရဲ့ကေပါဦးပပ FPNCC ရဲ့ကေပါဦးပပဝါကြီးရဲ့ကေပါဦးဘေးကချင်းမဘေးရှမ်းမ stick နဲ့လည်းမထုတ်ဘူးမပြစ်နဲ့လည်းမလုပ်ဘူးမလုံနဲ့လည်းပလောင်ကိုမလုံကြပါနဲ့ဘယ်သူမှမပြောရုပ်စွာဆုံး DTNLA background ကလည်းလာတဲ့လူတော့စာမထုတ်ရဘူးမှတ်ထားလုံးဆဲအခြေအနေမှာမြန်မာတော်လာရေးမှာKNU AA KIA ဒီသုံးဖွဲ့က recommendation မပေးဘဲနဲ့ဘယ်သူမှထားပြီးစကားမပြောရဲမှတ်ထားမင်းတို့ကရင်တွေလည်းမင်းတို့အမုန်းဆဲပြီးပြီမင်းတို့ရခိုင်ကိုလည်းဆဲပြီးပြီအခုကချင်ကိုပြန်ဆဲတယ်ပြီးရခိုင်ကိုပြန်ဖာမင်းတို့အကုန်တိမင်းတို့အကြောင်းသူများအကုန်တိပြီကျွန်တော်ဟိုလေကိုကချင်မလို့ဒီစကားပြောမှာမင်းခင်အရင်နဲ့အစီမပြေလေနေဝါနဲ့လည်းအစီမပြေနိုင်ဘူးအေးနဲ့လည်းအစီမပြေနိုင်ဘူးခဲညိုနဲ့လည်းအစီမပြေနိုင်ထပ်ပြောမယ်နော်ဒီမြဖုန်းတစ်ချက်ဆက်စားပဲရှိရတယ်လားဖုန်းတစ်ချက်တော့စားပဲရှိတယ်မင်းတို့တိတ်ပြီးမှကြီးကျယ်နေတယ်မင်းတို့ကွန်မောတော့နွားကွန်မောတော့တော့ခေါ်တာအဲ့ဒါကုလေပြီးကူတော်လာရေးလုတ်ချင်တယ်ဆိုကုလေပြီးကူကျူးပြီးစွတ်တယ်အတူတူပဲကုလေပြီးကူကျူးပြီးစွတ်တယ်အတူတူပဲတကယ်ပြောတာKIA ဒီတရုတ်နဲ့လည်းရမဖြစ်ဘူးဘူးမှမဖြစ်ဘူးအကုန်လုံးနဲ့အေးဆေးနေတယ်ဒါပေမဲ့မှတ်ထားသူ့ရဲ့ policy နဲ့သူ့ပန်းတိုင်နဲ့သူသွားတာຫນွေဦးဒေါ်လာရဲ့အတွက် KIA ဖွဲ့ထားတာမဟုတ်တောက်လျှောက်ပြောနေတာအေးဆိုတာຫນွေဦးဒေါ်လာရဲ့မင်းတို့2021အာနာတင်းခါရတဲ့နောက်ပိုင်းဒီစစ်တပ်ကိုပြစ်ဖို့ဖွဲ့ထားတာမဟုတ်သူတို့ဒီမင်းတို့အာနာတင်းမတင်းမင်းတို့ NLD ဆက်တက်မတက်မင်းတို့ဘသူပဲဗမာပြည်မှာအုပ်ချုပ်ချုပ်ကချင်တွေရခိုင်တွေကကိုပိုင်ပြဋ္ဌာန်းခွင့်ကိုကကြမှာကိုဖန်တီးခွင့်ကိုပိုင်တရားစီရင်ခွင့်ကိုပိုင်လွတ်လပ်ခွင့်မရှိမချင်းတိုက်မယ်ဆိုရယ်ဆုံးဖြတ်ခြင်းနဲ့လက်နဲ့ကြိုက်ထားတာຫນွေဦးဒေါ်လာရေးဆိုတာရခိုင်တွေကချင်တွေရဲ့ဒေါ်လာရေးမှာလေကြုံလိုက်စီးတာနင်းတော့လိုင်းလိုက်စီးတာဒီဒေါ်လာရေးလိုင်းဒီမင်းတို့ရဲ့လိုင်းမဟုတ်ဘူးတတ်ပါတီမှတ်ထားတနာလို့ဟိုဟာပေးကြတာဟ
ကိုရန်မရှာနဲ့တတ်ပါတီတွေမှတ်ထားမင်းတို့တနာလို့လိုက်ခိုင်းတာတနတ်တွေပါလေပတ်စံနဲ့ဝယ်လာမပြောနဲ့ KIA ကထောက်ပံ့ခြင်းနဲ့ရက်နေမှာမဟုတ်ဘူးတနတ်ရောင်းရလို့ဒီမိစားနေမှာမေးကြည့်အောင်မင်းတို့ဒေါ်လာရက်လို့ KIA ကိုအကျွေးဘယ်လောက်ရှိလဲဆိုတော့မင်းတို့တင်း1000တင်းကိုအတင်းနဲ့ထပ်ပြီးမင်းတို့အကျွေးတက်ပဲ KIA စီမှာဘယ်သူမှလည်းမင်းတို့လေပြီးညှိပြီးမတောင်းနော်ပတ်စံနဲ့တနတ်ကိုတင်း100နဲ့ပေးဝယ်ပဲအတင်းကိုအတင်းထပ်ပြီးမင်းတို့ကြီးစာကျွေးတွေတနတ်ကျွေးတွေငါတို့ကချင်းတယ်တောင်းကိုမတောင်းအော်တည့်တည့်ချင်းမြောက်လိုက်ဒေသွားဒေါ်လာရဲ့အောင်သွားသူတို့အလိုက်တီနဲ့ပြန်ပေးမှမပေးနိုင်တော့မှဒါဒေါ်လာရဲ့အတွက်ပဲဆိုနားလေထားပေးတာဘာဖြစ်လို့မင်းတို့ဒေါ်လာရဲ့ပြအောင်လုပ်ဖို့ငါမှလည်းတောင်းမရှိဘူး KIA လည်းတောင်းမရှိဘူး KIA နဲ့ကချင်းငါတို့ကချင်းတယ်မင်းတို့လို့တတ်ပင်းတတ်ပေါ်နူပင်းနူပေါ်ရတဲ့ငါတို့အလုံးလုံးဆရာဘာအကြောင်းမှမရှိဘူးမင်းတို့တတ်ပါတီရဲ့ခြေစုငါတို့ KIA မှာမူးလို့ရှူဆရာတပြားမှမရှိဘူးမင်းတို့နူပင်းတွေရဲ့ခြေစုငါတို့ကချင်တဲ့ KIA မှာမူးလို့ရှူဆရာတပြားမှမရှိဘူးမင်းတို့ဒေါ်လာရဲ့ငါတို့လုတ်ပေးဆရာလည်းအကြောင်းမရှိဘူးမင်းတို့စကိုင်းမှာမင်းတို့ရံပြင်းမင်းတို့တတ်ပဲတတ်မင်းတို့ဖြတ်ပဲဖြတ်ကြငါတို့ကချင်နဲ့ဘာမှမဆိုင်ဘူးရခိုင်နဲ့လည်းမဆိုင်ဘူးလာဆွဲမထည့်တယ်မင်းတို့မချင်နိုင်လို့မင်းတို့ NUG နဲ့မင်းတို့ NUG ဖန်နဲ့မင်းတို့ဘိုးနဂါဖန်နဲ့မင်းတို့တတ်ပဲတတ်ကြငါတို့ KIA ဒီဘိုးနဂါကိုထောက်ခံဖို့ဖွဲ့ထားတာမဟုတ်ဘူးလို့ငါတို့ KIA ဒီ NUG ကိုထောက်ခံဖို့ဖွဲ့ထားတဲ့လက်နက်ကင်မဟုတ်ဘူး NUG ပဲတည်တယ်ဘိုးနဂါပဲတည်တယ် KIA နဲ့ဘာမှမဆိုင်ဘူး NUG ရဲ့ကျေးဇူး KIA မှာမူးလို့ရှူစရာမရှိတယ်လို့ဘိုးနဂါရဲ့ကျေးဇူးလဲ KIA ရဲ့အတွက်မူးလို့ရှူစရာတပြားမှမရှိဘူးအဲ့ဒါမင်းတို့မှတ်ထားမင်းတို့NUG ရဲ့ကျေးဇူးငါတို့ကချင်တွေ KIA တွေမှာမူးလူရှူစရာတပြားမှမရှိလို့မင်းတို့ဘိုးတကားနဲ့အပေါင်းအပါတွေရဲ့ကျေးဇူး KIA မှာမူးလူရှူစရာတပြားမှမရှိဘူး။ဘာကျေးဇူးမှမရှိဘူး။စချစ်စားမင်းတို့ပဲကချင်တွေ KIA တို့ကျေးဇူးတင်ရမှာမမရိုင်းနေမင်းတို့မစော်ကားနေမင်းတို့ငါကွန်မောလို့ခေါ်ရမင်းတို့တတ်ပါတည်တယ်မင်းတို့ဘုချုပ်ကွန်မောမင်းတို့ထမင်းတနတ်ဝေကျွေးဖူးလားဟမ်ဝေကျွေးဖူးလားနာKIAစစ်တပ်ခုလုံးမပြောဘူးနော်မင်းတို့ဘလောက်ထောက်ပါပြီဘလောက်လူလိုက်ပြီဆို KIA ကတလားအတင်းကိုအတင်းထပ်ပြီး IDP တွေကိုပေးနေတာကျွေးထားတာ KIA ကျွေးထားတာဟာလေမဟုတ်တဲ့ဟာတွေအခုထပြောတော့မှာလေဒေါသထွက်လူဆိုတာလေကိုကဆရာကြီးလုပ်ချင်တယ်သူများကိုချိုးနေပြောတော့မယ်ဘိုင်နင်းတက်ပြီးမှဥပမာကျွန်တော်လူတယောက်ဘိုင်နင်းတက်ပြီးချိုးနေပြောတော့မယ်ဆိုရင်မင်းတို့လူကငါကူမောဂွန်မောဆိုပြီးမင်းတို့ကဘုချုပ်ကွန်မောချိုးနေပြောတော့မယ် KIA ကိုချိုးနေပြောတော့မယ်ဆိုရင်ကိုအရင်စဉ်းစားရတယ်ငါဒီဘာအဆင့်အတန်းရှိလဲငါတမိုင်းကြီးဘလောက်လှပါလဲငါဒီဘလောက်အဖြစ်တိုင်းပြည်နဲ့လူမျိုးအတွက်ငါလှုပ်ပေးပြီးလဲငါလူတစ်ဖက်တောင်းငါနင်ရအောင်သူ့ထက်ငါပူမြင့်နေလားမေးကြည့်ရတယ်မှတ်ထားကျွန်တော်ဒီနေ့ဒီချိန်ထိသူများစီမှာအလုတ်တမလုတ်ပြီးလဲထမင်းမစားဘူးအစိုးရထောက်ပံ့ခြင်းလဲတပြားမှထိုင်မစားဘူးရှင်းအဲ့တဲ့ရှင်းတာသိချင်တယ်လားဘယ်အစိုးရထောက်ပံ့ခြင်းမှမယူဘူးတပြားတစ်ချက်မှမစားဘူးအဖေအဖိုးတွေအမွေနဲ့ကြောင်းတက်ခဲ့တယ်အဖေအဖိုးတွေအမွေနဲ့ရက်တည်ခဲ့တယ်ကျွန်တော်ဘွားကျွန်တော်ပြန်တီးဆောက်ရှင်အဖေအဖိုးအမွေအများကြီးပဲတပုံကြီးပဲကျွန်တော်ပေးတာအဲ့ဒါနဲ့ကျွန်တော်ဘွားတီးဆောက်မှုကျွန်တော်မိမကျွန်တော်နှစ်ယောက်တည်းတုံညနဲ့တီးဆောက်ခဲ့တာဒီဘွားကိုအဖေတွေအဖိုးတွေပေးထားတဲ့အမွေငါကျွန်တော်ရဲ့တီးဆောက်ထားတဲ့ကျွန်တော်ရဲ့ရှိနေအပေါ်မှာblessing upon blessing နော်ကျွဲဝချင်းအပေါ်မှာကျွဲဝချင်းထပ်တယ်အဖိုးရဲ့အမွေအဖေအမွေပေါ်မှာထပ်တယ်အဖေအမွေနဲ့အဖိုးအမွေနဲ့ဆကကျွန်တော်ထပ်တဲ့အချိန်မှာကျွန်တော်ရဲ့ generation က rich kid ဖြစ်လာကျွန်တော်သားတွေက rich kid automatic ဖြစ်လာဆိုတော့ကျွန်တော်သားကိုလည်းကျွန်တော်ထပ်တင်တာအဖေရဲ့အမွေကိုငါသားကိုပေးတာမယောင်းစားနဲ့အင်းတွေချားတွေရတယ်မယောင်းစားနဲ့ငါသားနေပွားအောင်ထပ်လို့ဒါဆိုသူ့ရဲ့အဖိုးရဲ့အမွေလေးသူ့မှာရှိတယ်ဘီးရဲ့အမွေလေးရှိတယ်ကျွန်တော်အဖေပေးထားတဲ့အမွေလေးရှိဆိုကျွန်တော်သားကမျိုးဆွေစီမျိုးဆက်တော့ချမ်းသာတော့မယ်ပညာတင်ပဲလို့ပဲဆွေစီမျိုးဆက်ပညာတတ်ပါမယ်
generation ဆိုတာမျိုးရိုးဆိုတာအဲ့လိုတည်ဆောက်ရတယ်ကွာကိုမျိုးရိုးကအမေရိကရောက်သွားပြီးမှအမေရိကအစိုးရရဲ့အကူအညီနဲ့အမေရိကန်နိုင်ငံသားဖြစ်လာရောနင့်အမေရိကန်မှာနင့် BMC လာလောက်နဲ့နင့်လက်ထက်မှာကြာမှာနင့်အမေရိကန်မှာစိုင်းပိုင်ရှင်ဖြစ်လာလောက်နဲ့အဲ့ဒါလူရမူဘူးခင်ညွတ်အတားနဲ့ပြောဆိုဒါမဟုတ်ဘူးလေလူဆိုတာအစစ်အတန်းဆိုမျိုးနဲ့ယူနဲ့တည်စားတယ်လူဆိုတာကျွယ်ဝချမ်းသာမှုဆိုတာမျိုးနဲ့ယူနဲ့တည်စားတယ်လူဆိုတာပညာတတ်ဆိုတာမျိုးနဲ့ယူနဲ့တည်စားရတယ်မင်းတို့ကမလင်းမစားနဲ့ဘွားတော်အောင်ဆန်းစုကြည်ဆိုတာမျိုးနဲ့ယူနဲ့လာတာဘိုးချုံအောင်ဆန်းရဲ့သမီးဘိုးလာရောင်ရဲ့မိနိုင်ငံရေးမှာလည်းမျိုးနဲ့ယူနဲ့တည်စားရတယ်နော်ပညာမှာလည်းမျိုးယူလိုက်လက်ဆင့်ကားရတယ်စီးပွားရေးကြွယ်ဝချမ်းသာမှုလည်းမျိုးနဲ့ယူနဲ့လက်ဆင့်ကားအဲ့ဒါမှဟယ်လိုလက်မထောင်ရတာရင်ကော့ပြီးနေတာကိုရှာတာကိုစားတာကိုမျိုးယူကုန်တဲ့ကိုရဲ့ကြွယ်ဝချမ်းသာမှုနဲ့ကိုဘယ်အစိုးရထောက်ပံ့ခြင်းမှမယူဘယ်အစိုးရ footstep မှမစားဘူးဘယ်အစိုးရရဲ့အကူအညီမှမယူအေးမကျင်တဲ့အစိုးရတော်ကိုပတ်စံပြန်ချီးမယ်ဒါပဲအဲ့ကြောင့်ဂျိုးတွေအစ္စရေးတွေကိုမင်းဘယ်သူမှရှင်းလို့မရအမေရိကန်အစိုးရကိုပတ်စံချီးပဲလေသူတို့မျိုးနဲ့ယူနေပတ်စံချီးပဲတယ်အစိုးရသူစီကပတ်စံချီးယူမှာတော့သူစကားနားထောင်ရအောင်ပေါ့ဒါရှင်းရှင်းလေးပဲလေနေနာမည်ကြီးချင်ဆယ်လီဖြစ်ချင် Facebook ပေါ်မှာတည်မလားအဆေးတလိုင်းနဲ့သူများအကြောင်းအတင်းတုပ်ပြီးမကောင်းပြောရင်လည်းမင်းဆယ်လီဖြစ်မင်းကိုလည်းသူများလည်းပြင်းလို့တဲ့ပွဲကြိုက်ခင်တယ်နင်းကိုလည်းနင်းကိုဝင်းရတာအဲ့ဒါလေလင်းဘဝမဟုတ်ဘူးနေသူများအထင်မကြီးဘူးနေသူများအကြောင်းမကောင်းပြောတဲ့လူတယောက်ဆိုဘယ်သူမှအထင်မကြီးဘူးသူများရဲ့အကြောင်းကိုပြောပြီဆိုတော့ဘယ်သူမှအထင်မကြီးဘူးနေကိုလက်ခုပ်ဟုတ်တယ်အဲ့ကောင်ဟာဘာဖြစ်ရနေကိုအဲ့လိုလက်ခုပ်တီးပေးတာအဲ့ကြောင့်နေကိုဗာလဲမြောက်ပေးဘာတက်အောင်ဝေးတက်အောင်ကစားနေအဲ့ဒါ Facebook မှာဆယ်လီဖြစ်ချင်တယ်လို့ကျွန်တော်ရှင်းပြလူတယောက်မကောင်းချောင်းပြောဆိုရင်ကျွန်တော်အဲ့လူနဲ့ဘယ်တော့မပေါင်းကျွန်တော်ရှင်းပါနော်လူတယောက်မကောင်းချောင်းလာပြောကြည့်ကျွန်တော်အဲ့လူနဲ့ကျွန်တော်စီးပွားလည်းအတူမလုပ်အလုပ်လည်းအတူမလုပ်ကျွန်တော်ဟောလာလူပဲနားထောင်လိုက်ပြီးသူနဲ့ဘယ်တော့မပေါင်းလုံးဝမပေါင်းကျွန်တော်ဘာလို့အစင်းတမရှိဘူး။အော်သူများအကြောင်းတော့ငါရှင်းမှာပြောရေးဆိုငါအကြောင်းလည်းသူများရှင်းမှာဒီကောင်ပြောမှာပဲလို့ကျွန်တော်တခါတည်းတီးလိုက်တယ်။ပြီး Facebook ပေါ်တချို့ဆိုတဲ့အဲ့ NUG lobby တွေအဲ့ဒီညီပြီးညီပေါ် lobby တွေရောလူမိုက်ဂိုင်းတွေရောအဲ့ဒီတက်ပင်းတက်ပေါ်တက်ပါတယ်သူများရဲ့အောက်ဖေးလာတာနေကသူများရဲ့အောက်ဖေးလာတာဟုတ်ပြီလူဆိုရင်လူသားရဲ့မှာအောက်ဖေးရှိတယ်နေမှာရေးရှိရငါမှာလည်းရှိတယ်ဒါပေမဲ့နေအောက်ဖေးလာပြီဆိုရင်နေကိုလေသူများလည်းပွဲကျက်လို့ဟေးလက်ခုပ်တီးတာအာဒီဘေးငါအောက်ဖေးလဲလာမယ်နေကိုသူများတကယ်ကိုခွာတာ Facebook ပေါ်မှာနေကိုထောက်ခံကောထောက်ခံနေမှာနေပြည်မှာတကယ်လက်တွေ့ပေါ်မှာနေကိုဘယ်သူမှလက်မခံနေကိုသူများသူများလေဟိုစီးတယ်မထဲအဲ့ဒါ that is the life our blessings not come from the people not come from the government our blessings not come from the company my blessing come from God my blessing come from God come from heaven I don't care youငါဖယားငါ့ကိုမစွန့်ပြစ်မချေဘယ်တော့မှထင်မငါဘူးငါဖယားငါ့ကိုမစွန့်ပြစ်မချေငါဘယ်သူမှဆွဲချလို့မရဘူးဟုတ်ပြီလူစရာ be positive ရန်သူမမွေးနဲ့ make sure မွေး你再去不再去不几年，俺都皮肤也几年，俺都皮肤也几年，古多几年兰江养护也几年，古班的呀，俺那些票钱几年没啦，古班的呀，苗来个边几年没啦，好吧，俺嘞，俺们水的，俺们水的，对面俺们其他兰香没啦咯，现在呢，那边多，俺困到嘛，俺们水的俺兰香了。ငါမရှိတဲ့ငါလမ်းရှောင်းအောင်မဖားနေလေဟုတ်ပါငါမရှိလေအေးတယ်လို့အေးတယ်လို့လည်းဒုက္ခပဲနဲ့ငါမရှိလေနဲ့ပေဆောင်နဲ့ငါလည်းလာလို့ရှောက်ကူပါလေဟုတ်လူကလေဟိုလေအလုပ်တစ်ခုလို့အချိန်မှာ personal နဲ့
job နဲ့ကိုခွဲရတယ်အလုပ်နဲ့ပုဂ္ဂိုလ်ရေးနဲ့ကိုခွဲပြီးနားလေရတယ်အခုနေဦးတော်လာရေးအလားအလာပြောပေးပါလေလေဟောကောင်းတာရအမေကကျွန်တော်အဲ့ဒါပြောပြအဆုံးသတ်တာကျွန်တော်နေဦးတော်လာရေးလို့ပြောလာပြီဆိုရင်ကျွန်တော်ကချင်တော်လာရေးပြောမယ်နော်အဲ့ဒါမပြောလို့မရနေဦးတော်လာရေးပဲကြားနဲ့ဖြတ်ပြောလို့မရကျွန်တော်ကချင်တော်လာရေးကနေ့60ကျော်ပြီ one day တရက်ငါတို့ကချင်တယ်ငါတို့ပန်းတိုင်ရောက်မယ်ဆိုတာတကယ်ယုံကြည်လို့ငါတို့ကချင်တယ်ခေကိုအကျူးမဲ့ပန့်ပိုးတယ်ထောက်ခံတယ်ဘူချုပ်ကွန်မောင်ငါတို့လေးစားတယ်ပန့်ပိုးတယ်ထောက်ခံတယ်ငါတို့ကချင်တယ်ငါတို့အောင်မယ်ဆိုတာယုံကြည်တယ်နေ့60ကျော်ကျွန်တော်အဖေဆိုကိုယ်တိုင်လည်းနဲ့ကြိုက်တယ်ငါတို့ကချင်ဒေါ်လာရမအောင်မြင်မချင်းစပင်းမညက်ဘူးဆိုတာအဖေစပင်းဆိုဟိုဖြစ်နာထီရောက်တယ်ခါတော့ကြော်တယ်အဖေစပင်းကျွန်တော်အဖေဘလောင်တွေငုံနေပြီနိုင်ရဲ့နန်းလေးရဲ့အမုန်းတွေကြောင့်ဖြစ်မယ်နန်းအပြုံးနဲ့ပြန်လာကချောမှာဘလောင်အငူတိတ်နိုင်မယ်ဘလောင်တွေငူနေပြီနိုင်ရဲ့အဲ့ဒီရေးရလို့မစိုးဘူးနော်ငါတော့တိမရတော့မတ်စတာဘင်းနေဟုတ်ပြီစဒီနူးတော်လာရဲ့ကချင်းတော်လာရဲ့ပြောရမှာဆိုတော့ကျွန်တော်တို့ကချင်းတော်လာရဲ့ကမမြင့်မတုံရှေ့ကိုပန်းတိုင်မရောက်မချင်းတွားနေချင်ပါပန်းတိုင်ကိုတွားချင်တဲ့ရခိုင်တော်လာရဲ့ကကချင်းတော်လာရဲ့နဲ့ထွေးမှန်းလာဖြစ်သွားတယ်တထထဲဖြစ်နေတယ်ဖြစ်သွားတဲ့အချိန်မှာကချင်နဲ့ရခိုင်ပေါင်းပြီးရေးလေသွားတယ်ပန်းတိုင်တူတယ်ညီကူဖြစ်တဲ့အတွက်ကြောင့်အေးအေးတွေအခုချိန်ဒီကချင်မှာကချင်မြေတဲ့ကချင်လူမျိုးရဲ့တိုက်ပွဲဝင်နေတယ်နော်အခုထိတော့2017ကနေအခုထိတိုက်ပွဲဝင်နေတော့စကားတစ်ခုမှမဟာဘူးဘာဖြစ်လဲညာဖြစ်တယ်မင်းတို့လို့ငါတို့ PDF တွေချနေတာတို့ဒီ KIA ကငါတို့ PDF တွေကအတုံးချတာတို့ငါတို့ဗမာက PDF တွေအတုံးချတာတို့ပါတော့ဘေးရခိုင်မှအတမထွက်မင်းတို့အောက်တန်းစားတချို့ဗမာတွေအတန်ထွက်မနေ့တနေ့မှာကချင်မြေအတွက်ဒါတော့မှဒီဗမော်တိုက်ပွဲနဲ့စပြီးမှရှေ့တန်းမှာအတက်ပေးရတာမင်းတို့တိလားအလောဘုံစားမင်းတို့ကြားဘူးလားမင်းတို့အာနာစတင်အလောဘုံတိုက်ပွဲမှာအလောဘုံတင်းတဲ့အချိန်မှာကချင်နဲ့ရခိုင်နဲ့တင်းတာအလောဘုံတင်းတဲ့တိုက်ပွဲမှာကျွန်တော်ကချင်စစ်သားရဆိုတေးတာကြီးပဲဖြစ်ပြီဆိုရင်ချင်းချင်းတေးတယ်ထူးထူးဆန်းကျွန်တော်ရခိုင်ကြီးကိုရခိုင်နော်အေးနော်အလောဘုံစကန်တခုပဲတင်းတာရခိုင်စစ်သားအယောက်40တန်ရာရတယ်အယောက်40နော်မင်းတို့တတ်ပါဒီချီထုတ်တယ်ကျွန်တော်ပြောပြမယ်အလောဘုံတင်းတဲ့အချိန်မှာရခိုင်စစ်သားအယောက်40တန်ရာရတယ်2017ကနေမင်းတို့အနီရောအစီရောဝိုင်းဆဲပြီးမှကချင်ကိုဘေးနေတဲ့အချိန်ကလေးကနေဟုတ်ပါချင်းလည်းပါတယ်ကျွန်တော်ပြောဖို့မေးတာနော်ခဏနေအောင်ချင်းပါတယ်ရခိုင်ရယ်ချင်းရယ်ကချင်ရယ်သူတို့ညီကို3ယောက်ပေါင်းပြီးပြင်းတာကျွန်တော်တို့ချင်းလူငယ်တွေအသက်များစွာကချင်မြေမှာစတေးခဲ့တယ်ကျွန်တော်တို့ရခိုင်လူငယ်တွေအသက်များစွာကချင်မြေမှာအသက်စတေးခဲ့တယ်ကျွန်တော်တို့ရခိုင်လူငယ်တွေအလော့ဘုံစခန်းတစ်ခုတည်းအယောက်40တန်ရာရတော့တာဒုက္ခိတာဖြစ်သွားတယ်ဘေးရခိုင်မှမင်းတို့လိုအတန်မထွက်ဘေးချင်းမှမထွက်ဘူးမင်းတို့လိုဗမာလိုမျိုးအတန်မထွက်ဘူးမင်းတို့တချို့အခု Facebook ကဗမာအကုန်လုံးပြောတော့မင်းတို့အောက်တန်းစားဗမာတွေပြောတော့ဗမာတကယ်နိုင်ငံကိုချစ်တဲ့ဗမာတွေပါဇက်ပိတ်ပြီးဗမော်မှာအသက်ပေးပြီးတိုက်ပွဲဝင်နေကချင်မြေမှာသူတို့ခံယူထားတာကချင်မြေလဲငါတို့ဗမာမြေလဲငါတို့ကချင်မြေသူတို့များအဲ့လိုခံယူချက်နဲ့ပါဇက်ပိတ်ပြီးမြေပြင်မှာအသက်ပေးနေတာမင်းတို့ Facebook ပေါ်မှာမင်းတို့ဘာအဆင့်ရှိလဲကွာမင်းတို့ကချင်နဲ့ဗမာကိုတွေးခွဲလိုက်ကချင်နဲ့ရခိုင်ကိုတွေးခွဲလိုက်ရခိုင်နဲ့ဗမာကိုတွေးခွဲလိုက်ဗမာနဲ့အချင်းကိုတွေးခွဲလိုက်ချနေမင်းတို့ကြတော့နိုင်ငံချမှာနေပြီဗမာလူငယ်တွေချနေမင်းတို့လိုမျိုး Facebook ပေါ်ဆရာကြီးတွေကိုမြေပြင်ကဗမာပြည်တည်းတွေကူစားမပြုတ်ဘူးမင်းတို့ကူစားမပြုတ်ဘူး
မင်းတို့ PDF တွေကချင်မြန်မာရခိုင်မြန်မာချင်းတောင်မှာအသက်ပေးနေတယ်ဗမာ PDF တွေမင်းတို့တတ်ပါတီကိုကုစားပြုတ်နေချင်လားအခါတတင်းပြောမယ် sorry အကြီးကြီးပါမင်းတို့စီးနေတော့မထဲဘူးအဲ့ PDF တွေကမင်းတို့တတ်ပါတီတို့စီးနေတော့မထဲဘူးမင်းတို့နူပင်းနီပင်းတွေကိုစီးနေမထဲတယ်မင်းတို့တတ်တယ်ကိုလည်းစီးနေကိုမထဲတာသူတို့အလုပ်သူတို့လုပ်နေတယ်အခုကျွန်တော်ဗမာနဲ့ကချင်နဲ့ရမဖြစ်နေဆိုတကယ်အလုပ်လုပ်တဲ့ဗမာတွေပြောတာမင်းတို့လည်းရေပေါ်စီဗမာတွေစီးနေတော့မထဲဘူးနှုတ်ပြီးသူကမတူတာအခုငါမင်း form 2လေမင်းတို့တတ်ပါတယ်မင်းတို့ဘာရှိရှိလဲ2လေငါ2လေပြောလေငါအကြောင်းပြောလေစီးနေတော့မထဲဘူးငါအကြောင်းကချင်တာအကုန်လုံးသိတယ်မင်းတို့ကြိုက်တာပြောငါအကြောင်းကချင်တွေလည်းသိတယ်ငါအကြောင်းခေရလည်းသိတယ်မင်းတို့စစ်ဒေသမွေးပြောမျိုးခေရဘူချုပ်ပဲပြောငါအကြောင်းသိတယ်အော်ဒီလူကဖုန်ကြီးဘာမှမဟုတ်ဘူးနော်ပြောပြမယ်ဘာဒီလိုပြောတော့ဘာမဟုတ်ဘူးကြီးပြီးတော့တော့ပြီလေမလားဟိုမှာစီလီယန်ပြောတယ်ကချင်မဟာချင်းလည်းအပေါက်ပိတ်ထားပြီးသားတဲ့ရှင်းတယ်နော်ဒါချင်းပြောတဲ့စကားကချင်မဟာချင်းလည်းပိတ်တယ်ရခိုင်လည်းပိတ်တယ်ဟာကမဟာတာ sorry ပဲမင်းတို့တတ်ပါတည်တယ်ရခိုင်ကိုသွားပါလေတချို့ပြောတယ်မလားပြောချင်တာချင်းနဲ့ကချင်သုံးစားလို့မရရခိုင်ကိုတော့သုံးစားလို့ရခိုင်ကိုသွားပေါင်းပါမင်းတို့ကချင်တို့ဗဇတ်မဟာလေမိုင်းစားနဲ့မြန်တယ်ကချင်ပြည်စွန်ကြော်တာဒီမှာအကြော်ရလဲနဲ့မင်းတို့လေရှင်တွေကဗဇတ်မဟာလေရခိုင်လေမင်းတို့ရေတောင်တိုက်ပါမို့သိမလားရေတောင်တိုက်ပါမို့ရခိုင်တဘုံတို့ကချင်လေရေတောင်တိုက်မယ်တို့နော်ပြောပြမယ်ငါရင်တော့ပြောမြန်မာပြည်မြေပုံငါတို့တော်လာရေးကြန့်ကြလာမြန်မာပြည်မြေပုံထက်ပိုင်းကျိုးမယ်နော်ဆိုတာထက်ပိုင်းကျိုးမယ်နော်ဆိုတာထက်ပိုင်းကျိုးမယ်နော်ဆိုတာမင်းတို့စောင့်ကြည့်အခုအဲ့ဒီပုံဖော်လာတယ်မဟုတ်ဒုက္ခတဲ့လေးနှစ်ကပြောလာဟုတ်ပြီစကားပြောဖာများအမားပါလူတွေမတိထားတဲ့ဟာတွေပါထပြောကုန်လုံချုံရဲ့စီးတွေပေါက်ကုန်တည်မလားမတိတဲ့ဟာတွေလူတွေတိကုန်တော်ပြီဒီရတဲ့လောက်ပဲရက်လိုက်တော့ရေမချိုးခိုင်းတွေအိမ်ပြန်လာထီရနေပဲရေမချိုးခိုင်းမိအေးဥဆောင်တဲ့ရေမချိုးခိုင်းထီရနေပဲအခြေအနေလုံးဝမကောင်းပါရေမချိုးခိုင်းမကြခင်ဟိုလက်ဖက်တောင်ပေါ်ကိုကုတ်ချောင်းနဲ့ပြန်ရမယ်နေ့ရောက်လာလိမ့်မယ်တကယ်ရောက်လာလိမ့်မယ်ရဲပဲသူစားဟုတ်ပါဟုတ်ပြီကျေးဇူးတင်တာရန်တော့ကြာလာနေတယ်ကျွန်တော်အနည်းဆုံး9နာရီလောက်ကားမောင်းရမှာဆိုတော့ဟုတ်ပြီဒီကကျွန်တော်နားခုပေးပါရောက်စီတဲ့ချစ်တယ်ကျွန်တော်ပြောမှဆိုမှရှိကျွန်တော်ခလုတ်ပါတကယ်လို့တယောက်ကိုထိခိုက်တယ်ဆိုရင်လည်းကျွန်တော်နားလည်ပေးပါကျွန်တော်တော့အမေရန်ထိခိုက်အောင်ပြောထားတိတ်မရှိဘူးလူတယောက်လည်းစောင်းပြီးလည်းတိတ်ပြောလည်းမရှိဘူးဒါပေမဲ့ကျွန်တော်ပြောပြီးဆိုတော့တကယ်ကိုပြောတာအဲ့ဒါတိထားဖို့ပြောတာဟုတ်ပြီထုံးဦးကြီးမေမြို့မှာလာချထားခိုင်းလိုက်မယ်ဆိုတော့လူရဲ့ဦးငူတယ်ပြီဆိုတော့ခဏကျွန်တော်ကချင်ဒေါ်လာရဲ့80သွားနေတယ်ဆိုတော့ကျွန်တော်ဗမာဒေါ်လာရဲ့ကချင်ဒေါ်လာရဲ့နဲ့ရခိုင်ဒေါ်လာရဲ့ချင်းဒေါ်လာရဲ့ဟိုတို့ကလေကြုံစီးတဲ့အတွက်ကြောင့်ဒီဒေါ်လာရဲ့လေကိုမောင်းနေနေတဲ့ကချင်ညီကိုတွေရခိုင်တွေချင်းတွေရဲ့လေကမမောက်မချင်းဗမာလေလည်းမမောက်ဒါပြောမယ်နော်ဒီဒေါ်လာရဲ့လေက2021အာနာတင်းခါနဲ့ကျွန်တော်ဗမာညီကိုတွေကကျွန်တော်တို့ကချင်တွေရခိုင်တွေချင်းတွေရဲ့ဒေါ်လာရဲ့လေကိုလေကြုံစီးတာဖြစ်တယ်နော်ဒါပြောမယ်နော်2021အာနာတင်းခါရတဲ့ကျွန်တော်တို့ဗမာတွေဟာကျွန်တော်တို့ကချင်တွေရခိုင်တွေချင်းတွေရဲ့ဒေါ်လာရင်းလေကိုလေကြုံလာစီးတာဖြစ်တယ်ကျွန်တော်တို့ကချင်တွေချင်းတွေရခိုင်တွေသဘောတူနဲ့စီးခိုင်းတာဖြစ်တယ်အဲ့ဒါကိုတလေတီးစီးတလေတီးစီးတခီးထဲသွားတဲ့ညီကိုတွေဖြစ်တယ်ကျွန်တော်တို့ဗမာတွေရခိုင်တွေချင်းတွေကချင်တွေနော်ဟုတ်ပြီလားဆိုတော့ကျွန်တော်တို့ဒီလေကြီးကတကယ်ကိုလမ်းဆုံးအထိသွားမှာဆိုတော့ဒီဒေါ်လာရေးလေကမမောက်မချေဗမာဒေါ်လာရေးလေမမောက်မှတ်တာသွားမှာတကယ်သွားမှာ
ကျွန်တော်ဒေါ်လာရေးရဲ့အဆုံးတက်ကကျွန်တော် dialogue လို့ခေါ်တယ်ကျွန်တော်စကားပြောရတယ်ဒါနိုင်ငံတကာစီးမိမယ်လက်လက်ကင်လောကမှာနောက်ဆုံးမှတော့စကားပြောရတယ်ငါရှုံးပေးပြီးငါတို့မပြစ်တော့ဘူးရက်နိုင်စစ်ကိုအဆုံးတိုက်အောင်ဆိုပြီးစကားပြောရတဲ့အချိန်ဆိုတာရှိတယ်ဆိုတော့အဲ့ဒါဘေးချိန်လဲဆိုတာကျွန်တော်မသိဘူးဒါမဲ့2014 LD နဲ့တွေ့ဆုံတဲ့အချိန် BBC နဲ့ပူချုပ်ကုန်ပေါ့ဒီ2025 BBC နဲ့တွေ့ဆုံပူချုပ်ကုန်ပေါ့2024မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့ပူချုပ်မြောက်လိုက်လို့ပူချုပ်ကုန်ပေါ့ပြောထားတဲ့စကားတစ်ခုရှိတယ်ကျွန်တော်တို့ကအခုတိုက်ပွဲတာဖြစ်နေတာဒီစစ်တပ်နဲ့ NLD နဲ့ရအရှင်းတာမပြေတာဒါပေမဲ့ကျွန်တော်တို့ဒီပြည်ထောင်စုကနေကျွန်တော်တို့ခွဲထွက်ဖို့အစီအစဉ်မရှိဘူးကျွန်တော်တို့လူမြောက်ရေးတဲ့ကျွန်တော်တို့ကလက်နဲ့ကြိုက်တော်လာနေတာဖြစ်တယ်ဒါပေမဲ့ time frame ဆိုတာရှိတယ်အချင်းအကန့်အသတ်ဆိုတာတခုရှိတယ်အဲ့ဒီအချင်းအကန့်အသတ်တခုကိုကြော်လာရင်ကျွန်တော်တို့ဒီ Federal အကြောင်းပြောမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ပန်းတိုင်လည်းပြောင်းကောင်းပြောင်းသွားနိုင်တယ်လောလောဆယ်ကျွန်တော်တို့ KIA ရဲ့ပန်းတိုင်ဒီ Federal ပြည်ထောင်စုဖြစ်တယ်ဆိုရယ်စကားကိုဘူချုပ်ကွန်မှာ BBC မှာ interview မှာပြောခဲ့တယ်ဒါတွေကိုကျွန်တော်တို့အမေရိကန်ကျွန်တော်တို့ပွင့်အောင်လုပ်ရတယ်အဲ့ဒါတွေကိုကျွန်တော်တို့အဲ့ဒါ keyword ဖြစ်တယ်တကယ်ကို key point တစ်ခုဖြစ်တယ်ဆိုတော့2026ကျော်သွားရင်ကျွန်တော်တို့ရဲ့ဒေါ်လာရေးကခီးတစ်ထောင်နားပြီးမှပန်းတိုင်ပြောင်းကောင်းပြောင်းမယ်လို့ပြောချင်တာဒါလက်နေပါတယ်လေဖြစ်ကောင်းဖြစ်လာနိုင်တယ်မသိဘူးမဖြစ်လည်းမဖြစ်တာသူတို့ကချင်တွေရခိုင်တွေကပန်းတိုင်မရောက်မချင်းတော့ဒါလက်တော့ဖြစ်မှာမဟုတ်ဆိုတော့ဒီလေကြုံလိုက်စီးတဲ့ကျွန်တော်တို့ဗမာညီကိုတွေပြောရမှာပေါ့ကျွန်တော်တို့ကပန်းတိုင်ကဘယ်လောက်အထိသွားမလဲကျွန်တော်တို့ဗမာဒေါ်လာရဲ့ပန်းတိုင်ဘယ်လောက်လဲဆိုတာဟာကိုသူကရှိတယ်ဆိုတော့ကျွန်တော်ဆက်သွားရအောင်ဆိုသွားဖို့ကျွန်တော်ရက်ရအောင်ဆိုရက်ရမှာမလားဆိုတော့ကျွန်တော်ပြောနေတဲ့အဖို့ပဲဆိုတော့ကျွန်တော်တတ်နေတဲ့ဖက်ကလည်းလူနဲ့အသက်နဲ့ရင်းပြီးပါဝင်နေတဲ့လူငယ်တွေပါဖို့စူတောင်းချင်းနဲ့ပါဝင်တဲ့လူပါဝင်အားပေးချင်းနဲ့ပါဝင်တဲ့လူပါဝင်ငွေချင်းနဲ့ပါဝင်တဲ့လူပါဝင်ကြတည်လို့ဆက်တယ်ကျွန်တော်တို့ဒီကုတတ်နေတဲ့ဖက်ကလည်းဒီတော်လာရင်မှာပါဝင်ရမယ်အချင်းကိုနင်ဘာဖြစ်တယ်ငါဘာဖြစ်တယ်နင်အတုံးမကြအောင်နင်ကဘာဖြစ်ရံဖြစ်နေတယ်ဆိုရင်ကိုစဉ်းစားကိုဘာလဲဆိုတာကိုတိတော်လာရေးကိုမကူညီချင်းနဲ့မနှောက်ရှက်ဖို့တော့တင့်တယ်ຫນွေဦးတော်လာရေးကိုမကူညီချင်းနဲ့မနှောက်ရှက်ဖို့တော့တင့်တယ်ကျွန်တော်ဒါပဲပြောချင်တယ်ယေရှုတင်တယ်လူကတော့တယောက်နဲ့တယောက်အချိုက်လဲတူမှာမဟုတ်ကြီးရတာမရတာချစ်တာမချစ်တာတခါနာထားကိုဘလောက်မာနပဲထိခိုက်လာလားကိုဂုံတိခါပဲထိခိုက်လာလားငါရဲ့မာနဂုံတိခါထိခိုက်လို့တော်လန်ရဲ့အောင်မယ်ဆိုအထိခိုက်ခံလိုက်အစောကခံလိုက်တော့ဘာကြောင့်ဆိုငါတို့ဒီလွတ်မြောက်ခြင်းလဲလွတ်မြောက်ရေးတကယ်ရမယ်ဆိုကိုသူများပြောလဲခံလိုက်တော့ဒါဒီကိုရဲ့ဂုံတိခါအပြင်တော်လန်ရဲ့မှာပါဝင်ခြင်းအပြောင်းအဆိုခံခြင်းအပြင်တော်လန်ရဲ့မှာပါဝင်ခြင်းတစ်မျိုးဖြစ်တယ်Israel ဟုတ်ပြီတဘောတူလားတူတယ်ဆိုရင်တယောက်တစ်ချက်စီရှေ့တော်လာရဲ့လူကြောင်းတိုက်သားတွေလည်းနားထောင်ရတယ်လို့ပြန်နားထောင်လို့ရအောင်တယောက်တစ်ချက်စီရှေ့တော်ပေးပါလို့နော်ရောက်စီတိုင်းကိုချစ်တယ်ရောက်စီတိုင်းကိုဖျားတခင်ကောင်းချီးပေးပါစေပြောမဆူမရှိလဲခွန်းလို့ပါခွန်းလို့ရတယ်လို့ခွန်းလို့ပဲခွန်းလို့မရရင်ဘောင်းခေါ်ကွာဖုန်ကြီးပဲမဲ့ကျိုးဝဲပေါ်တက်လို့ရတယ်ရောက်စီတိုင်းကိုဖျားတခင်ကောင်းချီးပေးပါစေ